အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဝီလီယံပါကျွန်တော်ကိုကြံခဲ့တဲ့ရက်ကအမတယောက်ကပေါ့နော်နေကအမကနေပြီးတော့ဒီကားလေးဝယ်ခြင်းနဲ့3000ဝန်းကျင်လောက်သုံးမယ်ဆိုတော့ကျွန်တော်သူ့ကိုမေးပါတယ်မိသားစုဘယ်နှယောက်ရှိလဲဆိုတော့စုစုပေါင်းမိသားစု4ယောက်ရှိတယ်သူတို့ကလည်းနေမှာနေတယ်ပေါ့နေဆိုတော့ကျွန်တော်အနေနဲ့စဉ်းစားပေးရတာရန်ကုန်နဲ့ဒီနေနဲ့အသွားပြန်လုပ်လို့ရတာလေနောက်တခြားခရီးသွားလို့ရအောင်လို့ကျွန်တော်စဉ်းစားတော့ကျွန်တော်ဒီ SUV ကိုစဉ်းစားပေးတယ်ပေါ့နော်ဆိုတော့အားနဲ့သူ့ကိုကျွန်တော်ပြောတယ် SUV ထဲမှာဘယ်ကားလေးရနိုင်လဲဆိုတော့သူကဒီနောက်သူနဲ့ကျွန်တော်ချင်းလိုက်တဲ့ရက်မှာရမတို့မိသားစုတက်လာတယ်အဲ့နဲ့ကျွန်တော်အဲ့ဒီကျွန်တော်တို့ပတ်ကြည့်ရတဲ့အထဲမှာကျွန်တော်ဒီညာခိုင်းနေကြည့်ရညာခိုင်းထဲမှာဆိုလို့ကျွန်တော် Harrier တွေ Kluger တွေဒီ Vanguard တွေကျွန်တော်ကြည့်ပြတယ်ဦးစားပေးပြီးတော့ပေါ့နော်နောက်ဒီထက်မကအနေနဲ့ကားကြည့်တဲ့ဟာမျိုးလည်းကြည့်ချင်တယ်ဆိုတော့ကျွန်တော်ဒီ Land Cruiser နဲ့ Cycle နဲ့ဒီ Z7 ခရရနေပြီးတော့ကျွန်တော်ပြပြတယ်ဗျအဲ့ဒါပြီးတော့ model မြင့်တဲ့ဟာတွေကလည်းသူ့အနေနဲ့ဒီငွေ2000ကျော်သုံးတဲ့အပေါ်မှာရနိုင်တဲ့ကားတွေရှိတော့ကျွန်တော် Equinox နဲ့ဒီ GMC Terrain တွေကျွန်တော်ပြပေးလိုက်တယ်ဆိုတော့အဲ့ထဲမှာဒီနောက်ဆုံးကျွန်တော်တို့ကားလေးတစ်စီးကိုရွေးဝယ်ပြတယ်ပေါ့နော်ဆိုတော့အဲ့ကားလေးကဒီအမားသုံးဖို့နဲ့ဒီသားစုနဲ့လည်းကိုက်ညီမယ်လို့ကျွန်တော်တို့ထင်တယ်အမားကိုယ်တိုင်လည်းအဲ့ကားလေးကိုကြိုက်တယ်နောက်ပြီးအဲ့ကားလေးရဲ့ထူးခြားချက်ကကြတော့ကျွန်တော်တို့ဝယ်တဲ့အချိန်မှာဒီအမနာမည်ပေါက်ကိုနောက်ဆုံးနာမည်နဲ့ပေါ့နော်နောက်ဆုံးနံပါတ်နဲ့ဝယ်သူအမည်ပေါက်ရပါတယ်ဆိုတော့ကျွန်တော်တို့ဘာကားလေးဝယ်ပြလဲဆိုတာဆက်ပြီးကြည့်လိုက်အောင်ဗျဆိုတော့ကျွန်တော်တို့ရွေးဝယ်ပေးပြလိုက်တဲ့ကားလေးကတော့2018 GMC Terrain Ultra D Grade ဖြစ်ပါတယ်ဒီကားလေးကတော့ဒီမက္ကဆီကိုနိုင်ငံမှာ origin စတင်ပြီးတော့ကျွန်တော်ထုတ်လိုက်တဲ့ကားလေးပေါ့နော်ဆိုတော့ဒီကားလေးကိုဒီအမလည်းချိန်တတ်တယ်ဆိုတော့ကျွန်တော်တို့တွေဈေးညှိပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီနံပါတ်ပေါက်ဖောက်ဖို့အတွက်ဒီအခွန်ဆောင်တာတွေနဲ့ကြားထဲမှာကျွန်တော်တို့တပတ်ကြော်လောက်တော့အချိန်ယူလိုက်ရတယ်ဆိုတော့ဒီရောက်ရှိနံပါတ်ပေါ်မှာဒီမှာကြိုက်တဲ့နံပါတ်လေးလည်းကျွန်တော်ရွေးဝယ်ပေးလိုက်တယ်ဆိုတော့ဒီကားလေးကိုရွေးဝယ်ပြတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ2000ကျော်သုံးတဲ့အပေါ်မှာဒီကားရဲ့ဒီကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီ frame platform လို့ခေါ်မှာပေါ့နော်ဒီစက်ရုံက General Motor Company ကနေပြီးတော့ထုတ်တာသူ့ထဲမှာဆိုလို့ရှိရင်ဝင်းခွဲညီနောင်လို့ပြောလို့ရတယ် Equinox ရှိတယ် GMC ရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ Equinox ကိုမရွေးပဲဘာလို့ဒီ GMC ကိုဒီမှာရွေးပြသွားလဲဆိုတဲ့အကြောင်းလေးပဲကျွန်တော်တင်ပြပေးမယ် Equinox လည်းသူ့အနေနဲ့ဒီရွေးချယ်လို့ရတဲ့အထက်မှာပါတယ်ဆိုတော့သူက GMC ကိုပို့ပြီးတော့ကြိုက်သွားတော့သူကြိုက်တဲ့အချက်ကကြတော့အဓိကအားဖြင့် engine နဲ့တူတူပဲများသောအားဖြင့်ဒီ gear box မှာအဓိကကွဲသွားတယ်ပေါ့နော်ဆိုတော့ Equinox က 6speed ဖြစ်သွားမယ် 1.5 မှာဒီကောင်လေးကလည်း 0.5 ပဲဆိုတော့ဒီကောင်မှာကြတော့ထူးခြားချက်အနေနဲ့သူက 9speed ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီမှာ Netway တွေဆင်းတာ highway ဆင်းတဲ့ခါမျိုးတွေကြာလို့ရှိရင်တော့မောင်းရတဲ့ driving feeling ပိုပြီး smooth ဖြစ်မယ်ဆိုတော့ဒီကားလေးရဲ့ထူးခြားချက်လေးကျွန်တော်ထပ်ပြီးကြည့်လိုက်အောင်ဗျာဆိုတော့ကျွန်တော်တို့ဒီ GMC နဲ့ Equinox ရွေးချယ်ချက်ရှိတဲ့အထဲမှာ GMC ရဲ့ဒီရုပ်ထွက်ကကြတော့ Equinox နဲ့မတူ Equinox ကကြတော့သူကပေါ့ပါပိုဖြစ်မယ်ပြီးလို့ရှိရင် Sporty ခံစားချက်ပေါ့ဒီသူ့ရဲ့ဒီ liquid ဒီ design body ရဲ့အချိုးတွေအစား Equinox ကကြတော့ sport ဖြစ်တဲ့ဘက်ကိုပို့သွားတယ် GMC ကကြတော့4000ဆန်တယ်ဘိုးဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုကျွန်တော်တို့ပို့ရတယ်သူ့အဓိက signature ပြောရမယ်ဆိုလို့ကျွန်တော်ဒီ share ပေါ့ဒီ share မှာဆိုရှင် 0.5 series တော်တော်များများမှာဒီလို share နဲ့ပဲလာတယ်များသောအားဖြင့်သူ့ထက်ပိုပြီးတော့မြင့်တယ် 2.0 လို့ Denali လို grade မျိုးမှာဆိုလို့ရှင်တော့ share စကားကွက်လိုမျိုး city navigation ဖြစ်သွားမယ်ဆိုတော့ဒီကောက်မှာကဒီ daylight running တွေကတော့အရင်လှတယ်သူ့အဓိကပြောရမယ်ဆိုရင်ရှေ့ရုပ်ထွက်မှာရုပ်ကြီးကပို့ပြီးတော့ကြီးသွားတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်အဓိကပြောမယ်ဆို dimension ကိုပြောမယ်ဆိုတော့ Equinox နဲ့ကတော့တိတ်မကွာဘူးအဓိက Equinox နဲ့ကွာသွားတဲ့ကောင်ကကြတော့ကျွန်တော်ဒီနောက်ဖက်ချန် trunk space ကကြတော့ Equinox ကပို့ပြီးတော့ body အချိုးရကိုပို့ပြီးရှည်သွားတယ်ဒီ GMC မှာကြတော့ကျွန်တော်တို့နည်းနည်းလေးပို့ချစ်ထားပြီးတော့ drivingဒီ stability ကိုပိုပြီး enhance လုပ်ပြီးမဲ့အချိုးမျိုးကိုကျွန်တော်တို့တွေ့ရဒီဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်း body line တွေကသူက4000ကျတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့ဒါကသူ့ရဲ့ exterior function ပေါ့ဆိုတော့ကျွန်တော်တို့ရွေးချယ်ပြီးဝယ်ဖြစ်တဲ့အဓိကအကြောင်းရင်းနံပါတ်1ဖြစ်တယ်ကျွန်တော်တို့ engine နဲ့ gear ပေါ့ဆိုတော့ဒီ engine နဲ့ gear ပေါ့အကြောင်းရှင်းပြမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ GMC Terrain ရဲ့ဒီ Equinox ရဲ့ပေါ့နော်ဆိုတော့ဒီထဲမှာကျွန်တော် engine တွေကအတူတူပဲဒီကောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီရွေးဝယ်တဲ့ GMC Terrain မှာဆိုလို့ရှိရင်သူက3မျိုးလာတယ်ဒီ0.5 ဓာတ်ဆီတာဖို့လာတယ်2.0ဓာတ်ဆီတာဖို့လာတယ်အဲ့ထဲမှာထူးထူးခြားခြားအနေနဲ့ 1.6 diesel တာဖို့လဲလာတယ်ဆိုတော့ကျွန်တော်တို့အခုရွေးဝယ်တဲ့ကားကတော့ 1.5 engine ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ထူးခြားချက်ကဒီ Equinox နဲ့မတူတာကကြတော့သူက 9 speed gear ပေါ့ဖြစ်တယ်ဆိုတော့ဒီကားလေးမှာစက်ရုံကထုတ်ကြတဲ့ကသူကကြီးညာထားတဲ့ဟာကဒီ engine ကကြတော့ 1.5 ဓာတ်ဆီတာဖို့ဖြစ်တယ်ဆိုတော့သူ့ရဲ့မြင်းကောင်ရဲ့ကျတော့180ရှိတယ် torque အနေနဲ့ကတော့203ထိထွက်တယ်ဆိုတော့ပြောရလို့ရှိရင်ဒီလောက်ဒီ 1.5 ဒီတာဖို့ engine လေးနဲ့ကျွန်တော် 9 speed gear ပေါ့တွဲပေးလိုက်တဲ့အတွက်ကြောင့်မလို့စီစားနှုန်းကြတော့မြို့တွင်းမှာကုမ္ပဏီရဲ့မှတ်တမ်းရဆိုလို့ရှိရင်တော့မြို့တွင်းမှာ 8.3 လောက်ထိရတယ် highway ဆိုလို့ရှိရင်12လောက်ထိရတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီလမ်းကြောအခြေအနေရဲ့ဒီနောက်ရန်ကုန်တို့ဒီနယ်တို့ဆင်းတဲ့အပေါ်မှာတော့စီစားနှုန်းကရာသီဥတုနဲ့ဒီကားမောင်းတဲ့သူပေါ်မူတည်ပြီးတော့အနေငယ်တော့ပြောင်းလဲနိုင်တယ်ဒါပေမဲ့တေချာဘောကတော့ဒီ 9 speed gear ဘောက်ရဲ့အားသာချက်ကြောင့်မလို့ပုံမှန်
စီစားလုံးထပ်တော့ပိုပြီးတက်တာသွားမှာတော့သိကြတယ်ဒီကားထူးခြားချက်ကကြတော့သူက all-wheel ဖြစ်တယ် all-wheel ဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ function တော်တော်များများလေးပို့ပါလာတယ်ဒီပေါ်မှာကျွန်တော်တို့ဒီကားမောင်းရတဲ့အပေါ်မှာလည်းဒီ driving safety အပိုင်းကိုလည်းပိုပြီးဦးစားပေးထားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့နောက်တစ်ခုကကြတော့ဒီကောင်းအနေနဲ့ကျွန်တော်တို့အခုကြည့်ရမယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ sibling ဖြစ်တဲ့ Equinox ပေါ့နော်ဒီ Equinox ကားမှာဆိုလို့ရှိရင်0.5 ကိုပဲကျွန်တော်ရွေးချယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ 6speed gear ပေါ့ပဲရမယ်ဆိုတော့အမအနေနဲ့ကလည်း highway လက်ဆင့်မှာဖြစ်တဲ့အတွက်သူကိုယ်တိုင်ကလည်း gear ချက်ပုံများတော့ပိုကြိုက်တယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဒီကားလေးကိုရွေးဖြစ်တယ်နောက်တစ်ချက်ကျွန်တော်တို့ထပ်ပြီးကြည့်အောင်ဗျာဆိုတော့ကျွန်တော်ဒီကားလေးကိုရွေးဝယ်ပြတဲ့ဒုတိယအချက်လေးချက်ကြည့်အောင်ဒီကားလေးက 1.5 SLD ဆိုပေမဲ့ကျွန်တော်ဒီကောင်လေးမှာ fashion တော်တော်များများပါနေရလေးကိုကျွန်တော်တို့ထည့်ကြိုက်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အဓိကပိုကြိုက်တဲ့အချက်လေးကတော့ kit sensor ဆိုတော့ဒီကောင်က 1.5 SLD မှာ kit sensor ပါတယ်ဆိုတဲ့အချက်ကလည်းကျွန်တော်တို့အဓိကရွေးဝယ်စီတဲ့အချက်ဖြစ်သွားတယ်ပေါ့နော်ဒီကားမှာအဓိကကွာခြားသွားတာ Equinox နဲ့ထိုင်ကုန်တွေကတော့တူတယ်ဒီ dashboard နဲ့ဒီ steering တွေကွာခြားသွားတယ်အဓိကကတော့ဒီကောင်ကကြတော့ငကိုတွေကသူ့ရဲ့ signature ဖြစ်တဲ့ bold ဖြစ်တဲ့ခံစားချက်ပေါ့အဓိကယောက်ျားဆန်ဆန်မမတင်းတင်းဖြစ်တဲ့ပုံစံမျိုးပေါ့နော်ဒီ design တွေအချိုးတွေအစအရင် copy ဖြစ်တာမျိုးမဟုတ်ဘဲနဲ့သူက4000ဆန်ဆန်ဒီဇိုင်းလို့သွားတယ်ဒီကျွန်တော်ဒီဒိုင်ဝက်မှာဆိုလို့ရှိရင် Equinox ကဒိုင်ဝက်မီအပြရောင်နဲ့လင်းတယ်ဒီကောင်ကကြတော့သူကဒိုင်ဝက်ကအဖြူလေးဖြစ်နေတယ်သူက premium ပုံစံနဲ့ဆိုတော့ခံစားချက်ကိုဒီမှာကျွန်တော်တို့ပို့တွေ့ရတယ်ဆိုတော့ဒါလေးကတော့သူ့ရဲ့ထူးခြားချက်တစ်ခုဖြစ်မယ်ကျွန်တော်တို့အခုဒီကားမှာဆိုရင်ထူးခြားချက်အနေနဲ့သူ့ရဲ့ gear position gear ရဲ့ပုံမှန်အားဖြင့်ဆိုရင်များသောအားဖြင့်ကားတွေကဒီနားမှာရှိတာများတယ်တချို့ကြတော့လေဒီ CRM နားမှာရှိတာများတယ်ပေါ့နော်ဒါပေမဲ့ဒီကားကကြတော့ခလုတ်လေးတွေပဲဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့စစအဦးဆုံးဒီကားတစ်စီးကိုမောင်းမယ်ဆိုလို့ရှိရင်ဒီကားမှာပထမဦးဆုံးကြောင်အန်းသွားသေးတဲ့ချက်ကဒီကောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ all-wheel ဖြစ်တဲ့အတွက်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လက်၃မျိုးတွေ့ရတယ်ပေါ့နော်နံပါတ်1ကကျွန်တော်တို့အခုဒါများသောအားဖြင့်ဒီ 2wheel နဲ့ပဲကျွန်တော်တို့မောင်းတာများတယ်မြို့ထဲမှာပေါ့ပေါ့ပါပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီ land chore တွေမိုးရွာတွေဒါမှမဟုတ်ရှုံနေပါလေနှုံနေအဲ့လိုသွားမယ်နေမလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ 4wheel ထိုးလို့ရတယ်ထိုးရတာလည်းအရင်လွယ်တယ်ကျွန်တော်လှည့်လိုက်ရုံပဲတစ်ချက်လှည့်လိုက်တာနဲ့သူကနေ automatic all-wheel ဆက်လက်ဖြစ်သွားမယ်အခုဆိုရင်ဒါကျွန်တော် 4wheel mode ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီတက်ပို့ပြီးတော့ land jump နဲ့ trail တွေပါသွားရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ trail mode off road ပေါ့နော်ဒီ off road mode ကိုကျွန်တော်တို့ဆက်ပြီးရွေးလို့ရတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်အကြံပြုဝေးချင်တာကဒီ off road mode ကို land ကတ်တရားပေါ့နော် land အမှာရှိတဲ့နေရာမှာဖြစ်နိုင်မတုံးမှလည်းလို့ကျွန်တော်အကြံပေးချင်ပါတယ်ပြီးတော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ function လေးကိုကျွန်တော်တို့ရှင်းပြလုပ်ပြီးပြီနောက်တစ်ချက်လေးကြည့်ရအောင်ဒီကားကအခုလောလောဆယ်ဒီပါဒါ DAC လို့ခေါ်တယ်ပေါ့နော်down hill acid သူကကြတော့ဒီကျွန်တော်ဂုံးစင်းနေမှာကျွန်တော်တို့ brake တွေအကြာကြီးနှိမ့်ရတာမျိုးမကြိုက်ဘူးဆိုလို့ရှိရင် engine braking သဘောမျိုးနဲ့ဒီ speed ကို limit short လို့ရပါတယ်ဒီကောင်လည်းတော်တော်အသုံးဝင်တဲ့ function မှာပါတယ်ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာစီးရှိတဲ့လမ်းတွေမှာတော့တော်တော်လေးကိုအသုံးဝင်တယ်ဒီကောင်ကသူကဘာလဲဆိုတော့ highway ရမ်းမောင်းတဲ့ခါကျအရင်ဒီခရီးပန်းလာတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီခလုတ်လေးကစီးပေါ့နော်ကျွန်တော်တို့ကရုပ်တရက်ဒီ signal မပြဘဲနဲ့ဒီ CD ကနေထွက်သွားတာမျိုးဒါမှမဟုတ်အခြေအနေအကြောင်းတစ်ခုအကြောင်းအိမ်ငိုက်ပြီးတော့ဖြစ်ဖြစ်ဒီ CD ကနေအပြင်ကိုကားကထွက်သွားတာမျိုးအခြေအနေမှာကျွန်တော်အလံပေးပါတယ်ဆိုတော့ဒီကောင်လေးကလည်းတော်တော်လေးကိုအသုံးဝင်တယ်များသောအားဖြင့်ကားတွေမှာတော့ပါတဲ့ကားလေးရှိတယ်လို့မပါတဲ့ကားလေးရှိပါတယ် trim level မူတည်ပါတယ်ဗျာဒီကားမှာတစ်ခုထူးခြားချက်ကကြတော့ကျွန်တော်ဒီ power seat heater ပေါ့နော်များသောအားဖြင့်ကဒီလိုခလုတ်နှစ်ခုတွေ့ပြီဆိုလို့ရှိရင်